အားလုံးပဲမင်္ဂလာပါခင်ဗျာ Healthy Daily Channel ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကဲကျွန်တော်အခုတစ်ခါတင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့လူငယ်အမျိုးသားတွေကြားထဲမှာဝေခွဲမရဖြစ်နေတဲ့အကြောင်းအရာတစ်ခုကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာအစီအစဉ်မစခင်မှာကျွန်တော် channel လေးကို like and subscribe လုပ်သွားပေးခဲ့ကြပါအောင်နော်တုတ်ရည်မှာအာဟာရဓာတ်တွေပေါင်ဝင်နေတယ်ဆိုတာအမှန်ပဲလားအမျိုးသားတွေရဲ့တုတ်ရည်မှာအာဟာရဓာတ်တွေပေါင်ဝင်နေသလားဆိုတဲ့မေးခွန်းကစိတ်ဝင်စားဖွယ်မေးခွန်းတစ်ခုပါအထူးသဖြင့်လူငယ်တွေအကြားမှာတီတိုတဖန်ပိုးညင်းခုန်ကြလေရှိတဲ့အကြောင်းအရာတစ်ခုလည်းဖြစ်ပါတယ်လင်ကိစ္စအကြောင်းပြောကြတဲ့အခါမှာတုတ်ရည်ကမပါမဖြစ်ကိစ္စတစ်ခုဖြစ်ပါတယ်အခြေခံအဖြစ်ပြောရရင်တော့တုတ်ရည်ကိုလိန်တန်ကနေထုတ်လွှတ်ပေးတာဖြစ်ပြီးတုတ်ပိုးတွေကတော့ဝေးစကြွမှာတည်ရှိနေတာပါလိန်ဆက်ဆံပြီးချိန်အာသာဖြီပြီးချိန်တို့မှာတုတ်ရည်ထွက်လာရပါတယ်တုတ်ရည်မှာပါဝင်တဲ့တုတ်ပိုးကမမျိုးဦးနဲ့ပေါင်းစပ်ပြီးချိန်မှာတရေတီးစေပြီးကော်ဝင်ရစေပါတယ်အမျိုးသားတစ်ယောက်တကြိမ်တုတ်လွတ်တဲ့အခါထဲမှာတုတ်ပိုးပေါင်းသားနဲ့ချီပါဝင်နေတတ်ပါတယ်ခင်ဗျာဒါပေမဲ့တုတ်ရည်မှာတုတ်ပိုးတစ်ခုတည်းပါဝင်နေတာမဟုတ်ပါဘူးဒီထက်ထူးခြားတာတွေလည်းပါဝင်နေပါသေးတယ်ဒါတွေကတော့အာဟာရဓာတ်တွေပါပဲတုတ်ရည်မှာအာဟာရဓာတ်တွေရှိနေတာလားဟုတ်ပါတယ်တုတ်ရည်ချက်မှာအာဟာရဓာတ်တွေရှိနေပါတယ်ဒါကလည်းတကယ်တမ်းတွေးကြည့်မယ်ဆိုရင်တော့ထူးဆန်းတဲ့အချက်တော့မဟုတ်ပါဘူးအရာအားလုံးမှာဓာတ်တွေနဲ့ဖွဲ့စည်းထားတာမို့တုတ်ရည်ချက်မှာလည်းဒီလိုဓာတ်သက်တီတို့ပေါင်းဝင်နေတာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကယ်လိုရီတုတ်ရည်ထဲမှာအဓိကပါဝင်နေတာကကယ်လိုရီတွေဖြစ်ပြီးတော့လက်ဖက်ရည်စွန်းတီစွန်းစာတုတ်ရည်ထဲမှာကယ်လိုရီ25လောက်ပါဝင်နေတတ်ပါတယ်ပရိုတင်းဟာလေတုတ်ရည်ထဲကပါဝင်ပစ္စည်းတစ်မျိုးဖြစ်ပါတယ်တုတ်ရည်9မီလီလီတာမှာပရိုတင်း252မီလီဂရမ်လောက်ပါဝင်နေတတ်ပါတယ်တချို့လေ့လာချက်တွေမှာတော့တုတ်ရည်မှာပါဝင်တဲ့ပရိုတင်းပမာဏဟာကြက်ဥမှာပါဝင်တဲ့ပမာဏနဲ့နှိုင်းယှဉ်နိုင်တယ်လို့ဆိုကြပါတယ်ဗီတာမင် C တုတ်ရည်ထဲမှာပါဝင်နေတဲ့နောက်ထပ်အာဟာရဓာတ်ကတော့ဗီတာမင် C ဖြစ်ပါတယ်ဒါပေမဲ့ဘယုရီပရိယများပါဝင်တတ်တယ်ဆိုတာကိုတော့တိုင်းတာရခက်ပါတယ်Zinc ကတော့တုတ်ရည်ထဲမှာကြွယ်ဝဝကိုပါရှိနေတာပါ2013ခုနှစ်တုန်းကစကောလန်ကစေသိပ္ပံပညာရှင်တွေပြုလုပ်ခဲ့တဲ့လေ့လာချက်တစ်ခုအရဆိုရင်တုတ်ရည်ထဲမှာ Zinc က3%အထိပါဝင်နေတယ်လို့ဆိုပါတယ်ဒါတွေတင်မကပါဘူးတုတ်ရည်တွေကပမာဏအနည်းငယ်စီနဲ့ပါဝင်နေတဲ့တခြားအာဟာရဓာတ်တွေလည်းရှိနေပါသေးတယ်ဒါတွေကတော့ fructose တကြား sodium cholesterol အဆီဗီတာမင် B12 တို့ပါပဲခင်ဗျာ Okay ဒီလိုအာဟာရအဓာတ်တွေပါဝင်နေတဲ့ဆိုတဲ့အချက်ကြောင့်တုတ်ရည်ဟာကျန်းမာစေတဲ့ဆိုတဲ့အချက်ကိုအတွေးမမစေချင်ပါဘူးတဘာဝအတိုင်းအနှဲငယ်စီပါဝင်နေလာတာဖြစ်ပါတယ်တချို့သောအယူအဆအလွဲတချို့တွေမှာတုတ်ရည်ကိုလိမ့်ချန်ပြီးရင်အတရည်လာပါတယ်ဆိုတဲ့အယူအဆမျိုးသည်ရှိတတ်ကြတာကြောင့်ခုလိုရှင်းပြရခြင်းဖြစ်ပါတယ်နောက်ပြီးသတိထားဖို့လိုအပ်တဲ့နောက်ထပ်အချက်တစ်ခုကတော့တုတ်ရည်ဟာဓာတ်မတည့်မှုဖြစ်စေနိုင်တယ်ဆိုတာပါပဲတချို့လူတွေဟာတုတ်ရည်ဓာတ်မတည့်တဲ့ဝေဒနာခံစားနေတတ်တာကြောင့်သတိထားဖို့လိုအပ်ပါလိမ့်မယ်ဒါပြင်တုတ်ရည်ဟာအိုမင်းရင်ရောခြင်းကိုရောကြစေတယ်ဆိုတဲ့အယူအဆတစ်မျိုးလည်းရှိပါသေးတယ်ဒါနဲ့ပတ်သက်ပြီးတီးကြတဲ့သိပ္ပံနီးကြလီလာမှုတွေတော့မရှိထားသေးပါဘူးအချုပ်ပြောရရင်တုတ်ရည်ဟာလိန်ဆက်ဆံမှုမှာအရေးပါပြီးအဓိကကျတဲ့အရာတစ်ခုဖြစ်ပါတယ်အာဟာရဓာတ်တွေပါဝင်နေတောင်မှသူတို့ရဲ့အဓိကလှုပ်ဆောင်ချက်ကတော့မျိုးဆက်ပွားလုပ်ငန်းစဉ်မှာအထောက်အကူပြုဖို့သာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာအခုလိုလိန်ကျမ်းမာရေးဆိုင်ရာအလွဲလေးတွေကိုအမှန်ခွဲခြားသိမြင်လာနိုင်ဖို့လိန်ကျမ်းမာရေးဆိုင်ရာဘုသူတ္တတွေကိုအမြဲတင်ဆက်သွားမှာမို့ channel လေးကို like နဲ့ subscribe လုပ်ပြီးဘေးနားကခေါင်းလောင်းလေးကိုပါနှိပ်သွားပေးခဲ့ကြပါအောင်ခင်ဗျာကြည့်ရှုသူတဦးချင်းစီတိုင်းကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာ